လီဖုန်းနဲ့ဈေးရောင်းတဲ့သူတွေအတွက်စောင်းရန်ရှောင်းရန်အချက်၅ချက်ပထမအတစ်ချက်စောင်းရန်ကပါလဲဆိုရင်တယ်လီဖုန်းနဲ့နော်ဈေးရောင်းတဲ့အခါမှာပြုံးရွှင်ပြီးတော့မှစကားပြောပြီးတော့မှလှမ်းရောင်းနိုင်ဖို့လိုအပ်တယ်ဟာဆရာလည်းဗျာသူတို့ကကျွန်တော်တို့ပြုံးနေလားမဲ့နေလားဆိုတာမျိုးကမြင်ရတာမှမဟုတ်ပဲဘာကြောင့်ပြုံးခိုင်းတာလဲဥပမာကိုမှန်ထဲမှာကြည့်ကြည့်လိုက်ပြုံးပြီးတော့မှပြောတဲ့လေတံနဲ့နော်ခက်တီတီပြောတဲ့လေတံနဲ့အတန်ထွက်အတန်အေးထားခြင်းမတူဘူးအဲ့ဒါကြောင့်ကိုကပြုံးပြီးပြောတဲ့ခါမှာတစ်ဖက်သူရဲ့နားထဲမှာငဝင်ချူပြီးတော့မှဈေးရောက်တဲ့ခါမှာတို့ဒီမှာသိပါမှာပါနော်နံပါတ်1အချက်ကကြတော့ကိုရဲ့ရောင်းနေတဲ့ customer ကိုတေချာလေးအာယုံဆိုင်မယ်သူတို့ပြောတဲ့စကားကိုလည်းအာယုံဆိုင်ပြီးတော့မှတေချာနားထောင်နော်နံပါတ်3အချက်ကနော်ဖုန်းနဲ့တယ်လီဖုန်းနဲ့ဈေးရောက်တဲ့အခါမှာဘယ်တော့မှပါစက်ထဲမှာအစာစားပြီးတော့မှထည့်ပြီးပြောပါနဲ့နော်နောက်ပြီးတော့စပီကာဖွင့်ပြီးတော့လေလုံးဝမပြောပါနဲ့နော်နံပါတ်4အချက်ကတယ်လီဖုန်းနဲ့ဈေးရောက်တဲ့အခါမှာကိုယ့်ရဲ့မှတ်စုစာအုပ်သို့မဟုတ်ကိုပြောချင်တဲ့အကြောင်းအရာပါတဲ့နော် pamphlet ပဲဖြစ်ဖြစ်နော် product အကြောင်းတွေပဲဖြစ်ဖြစ်ဘေးနားမှာစာအုပ်ကိုအလကူထားပြီးတော့မှရှောင်းတင်ပါတယ်နံပါတ်5အချက်အရင်ရေးကြည့်ရအဲ့ဒါကဘာလဲဆိုရင်တစ်ဖက်သူကနေမှ customer နေမေးတဲ့အခါမှာကိုကမသိဘူးမသိတဲ့အခါမှာတယ်လီဖုန်းကိုတီးတဲ့လူဘက်ကိုတခါလဲချက်ချင်းတန်းပြီးပို့ပေးပါတယ်နော်တစ်ဖက်ရဲ့ customer ကိုကျွန်တော်ဒါလေးတော့မသိဘူးခဏလေးတော့ကင်ထားပါတီးတဲ့သူကိုကျွန်တော်လွှဲပေးပါမယ်ခဏတော့ဆောင်းလို့ရမလားရှင်ခဏလို့ရောက်လို့ဆောင်းလို့ရမလားခင်ဗျာဒါမျိုးလေးကိုအကျိုးကြောင်းလေးမေးပြီးတော့မှတစ်ဖက်သူကိုလွှဲပေးရတယ်တစ်ဖက်သူကိုလွှဲတဲ့အခါမှာလဲနော်ရေးကြည့်တာကဘာလဲဆိုရင်တစ်ဖက်လူကိုလဲ customer ရဲ့ပြောတဲ့စကားတွေတစ်ဖက်လူကိုလဲဟိုကတယ်လီဖုန်းပလွှဲခင်မှာကြိုပြီးတော့မှပြောပြထားဒါမှလည်းတစ်ဖက်သူက customer ကဘာတွေပြောထားလဲဆိုတော့ဟို customer ကိုကျတော့ဟုတ်ပြီခဏလေးကင်ထားပါခုနလည်းမျိုးတစ်ဖက်လူကိုလွှတ်ပေးပါမယ်ပြောပေးမယ်တစ်ဖက်လူကိုက customer ပြောစကားမမေပြောဘဲနဲ့ချက်ချင်းလွှတ်ပေးလိုက်မယ်ဆိုရင်တစ်ဖက်လူကလည်း customer ကိုအစာဆုံးပြန်ပေးနေရမယ်အဲ့ချိန်ပါဆိုရင် customer စိတ်မရှိရင်စိတ်တူချင်းတွေကိုကြုံရတယ်နော်အဲ့တော့တယ်လီဖုန်းပြောပြီးရောမှဈေးရောက်မယ်ဆိုရင်နော်စောင်းရန်ရှောင်းရန်တွေကတော့အများကြီးကြံပါနေတယ်ဒီအချက်၅ချက်လေးကိုပဲဂရုထားပြီးတော့မှလုံးမယ်ဆိုရင်တယ်လီဖုန်းမှာဈေးရောက်တဲ့အခါမှာအရှောင်းဝယ်ပြီးကောင်းကြပါလိမ့်မယ်အားလုံးပြည့်စုံကြပါလိမ့်ကျွန်တော်လည်းဆက်